ကျွန်တော်တို့ရဲ့နောက်ဆုံး agreement ကျွန်တော်ကြားထဲမှာအဆင်ပြေနေတဲ့ဟာကသူလည်းနေကျွန်တော်တို့လည်းနေဆိုတော့နှစ်ဖွဲ့ငင်းချမ်းစွာအတူရှင်တွဲနေထိုင်ရမှုပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရောရှက်ပြီးတော့နေတယ်စခန်းအရာလဲကျွန်တော်တို့ဒါအစကရေက read စခန်းကို body ခုတ်တာထင်မှရှိတယ်တယောက်စခန်းကို read စခန်းကိုကျွန်တော်တို့အစင်စစ်မပြတ်တိုက်ခိုက်ခဲ့တာပေါ့နော်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီနေဆက်ရဲ့ဒီတရားပေါ်မှာလဲအာလန်အရင်ဆုံးတင်ခဲ့တာကျွန်တော်စင်တော်ရဲ့အာလန်ကိုတင်ခဲ့တာပါဒါပေမဲ့ကျွန်တော်တို့မှာအဲ့တော့စစ်ရေးအတွေ့အကြုံမရှိခဲ့တာရဲ့ကျွန်တော်တို့စစ်ရေးကောင်းကောင်းမတည်ဆောက်နိုင်ခဲ့တာကြောင့်၃ရက်ထိပဲခံပါတယ်အဲ့ဒီအာလန်ကနောက်တော့ကျွန်တော်တို့အဲ့ဒီမြို့သိမ်းထားတာကတက်ကိုမသိမ်းနိုင်ဘဲနဲ့မြို့ကိုပဲသိမ်းခဲ့တဲ့အခါကျတော့ကျွန်တော်တို့ပြန်ပြီးတော့မှစကားဆရဲ့ပြန်ပြီးတော့မထိန်နိုင်တော့လေပြန်ချီမုန်းခံရပြီးတော့အဲ့မှာကျွန်တော်ရဲဘော်၃ဦးလည်းကြပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီမြို့ကိုရီခိုဒါမြို့ကိုရဖို့အတွက်ကျွန်တော်ရဲဘော်၃ဦးမြေခခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမထိန်နိုင်တဲ့ခါကျတော့အဲ့ဒီမြို့နဲ့အနီးဆုံးမှာတပ်စခန်းတိဆောက်ထားပြီးတော့မှမြို့ကိုအမြဲတမ်းအခြေအနေအရဟိုစကားဆကဘာဘောနော်မြေပြင်ကိုမထိန်ချုပ်နိုင်အောင်မြေပြင်မှာကြိုက်တယ်လို့စီမံသွားလာလို့မရအောင်ဆိုပြီးတော့မှကျွန်တော်တို့အမြဲတမ်းတက်ထားပါတယ်